Viber ထဲမှာ setting ကိုမူရင်းအတိုင်းပြန်ချိန်ထားတဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ Viber ထဲမှာ setting လေးတွေနှိပ်ထားတဲ့နေရာတွေကများတော့မမှန်မြင်တော့တဲ့အခါမှာပေးနေရာကချိန်ထားတဲ့ပေးနေရာကိုပြန်ထားရမယ်ဆိုတာပုံမှန်အတိုင်းကျွန်တော်တို့ပြန်မထားတတ်တဲ့မိတ်ဆွေများအတွက်ဒီဗီဒီယိုထဲမှာ Viber ထဲမှာ setting တွေကိုမူရင်းအတိုင်းပြန်ထားတဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ Viber စုံဝေးထဲကိုဝင်သွားလိုက်ပါ။မုံနေရာမှာတစ်ချက်နှိပ်လိုက်ပါsetting လေးတွေကိုတစ်ချက်ထပ်နှိပ်လိုက်ပါကျွန်တော်ဒီ privacy ထဲကိုဝင်ပြီးတော့ setting တစ်ခုကိုအရင်ဆုံးချိန်ထားပြမယ်ပေါ့နော် privacy ထဲကိုတစ်ချက်နှိပ်မယ် online စည်းတဲ့နေရာမှာတစ်ချက်နှိပ်မယ်ပေါ့နော်ဒီမှာ online စည်းတဲ့နေရာမှာကျွန်တော်တို့ line ပေါ်တက်နေတာတွေကို on လုပ်ထားတယ်ပေါ့နော်အဲ့တော့ line ပေါ်တက်နေတာတခြားသူတွေမမြင်အောင်ကျွန်တော်တို့ off လုပ်ပြီးတော့ဖျောက်ထားလိုက်တယ်ဆိုပါစို့ဒီ setting လေးကိုကျွန်တော်ချိန်ထားလိုက်တယ်ဆိုတော့ဒီမှာ on off နေရာမှာထားလိုက်တယ်အဲ့တော့ခုနကကျွန်တော်ပြောသလိုပဲကို line ပေါ်တက်နေတာတွေကိုဒီမှာကျွန်တော်ချိန်ထားလိုက်တယ်ဒါပေမဲ့ကိုချိန်ထားတဲ့ setting တွေကိုအကုန်လုံးကိုမူရင်းပုံမှန်အတိုင်းလဲပြန်ပြီးတော့ထားချင်တယ်ဆိုရင်အောက်မှာကျွန်တော် generate ကိုနှိပ်လိုက်မယ်ပြီးရင်ဒီအောက်နာလေးက restore Viber default နေရာမှာ click နှိပ်မယ်ပြီးရင် continue ကိုနှိပ်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Viber software ထဲမှာဝင်ပြီးတော့ setting ချိန်ထားတဲ့အရာတွေအကုန်လုံးကမူရင်း Viber ကနေပြီးတော့ချပေးလာတဲ့ setting အတိုင်းပေါ့နော်အကုန်လုံးပြောင်းသွားမှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ဒီ privacy နေရာမှာတစ်ချက် click နေပြီးတော့ဝင်ကြည့်မယ်ပေါ့နော် online နေရာမှာတစ်ချက်နှိပ်မယ်ဒီမှာတွေ့လားခုနကကျွန်တော်တို့ on ဖြစ်နေတာကနေပြီးတော့ off နေရာမှာထားတာကိုအခု on နေရာမှာပြန်ပြောင်းသွားဖြစ်ပါတယ်။ Okay ဒီတိုင်းပဲတခြား setting တွေလည်းအခုလိုလည်းပုံမှန်တိုင်းပြောင်းသွားမှာဖြစ်ပါတယ်။ Okay ပါဒါကတော့ကျွန်တော်တို့ Viber ထဲမှာဝင်ပြီးတော့ setting လေးတွေဝင်နှိပ်မှားထားတာတွေကျွန်တော်တို့မူရင်းအတိုင်းပြန်မထားတတ်တော့တဲ့မိတ်ဆွေများအတွက်ကိုကျွန်တော်တို့ Viber မှာမူရင်းချပေးထားတဲ့ setting နဲ့အတိုင်းပုံမှန်လေးပြန်အသုံးပြုတဲ့နည်းလမ်းကိုပြောပြပေးတာဖြစ်ပါတယ်။ဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုကို like and share များလုပ်ပေးတော့နိုင်ပါတယ်။နားမလည်တာတွေရှိရင် comment မှာမြင်နိုင်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပြမယ်အားလုံးပဲမင်္ဂလာပါ